မင်္ဂလာပါ YouTube မှာရှိတဲ့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါဗျနော်ကျွန်တော် YouTube ပြန်လွှင့်ပေးမယ်ဗျနော်အားကြောင့်မလို့ကျွန်တော်ရဲ့ channel လေးအတစ်ကလေးကိုအားလုံးပဲ subscriber လေးနှိပ်ထားပေးကြပါ like လက်မလေးတွေနှိပ်ပြီးတော့ share ပေးကြပါအောင်ဗျနော်ဟိုတခြား channel တွေမှာ like ပြီးတော့ share ပေးကြပါအောင်ဗျနော်အဲ့တော့ကျွန်တော်တို့ကိုရီမရအားလုံးပဲเนาะကျွန်တော်တို့ကျန်းလာမဲ့ပွဲအတွက်ပေါ့နော်တပတ်စာအင်္ဂါမကျော်ပတ်တီးနဲ့ဦးမကျော်ပတ်တီးပြီးဝယ်ထိပ်စီအခွင့်ပြီးလို့ရှိရင်ကျွန်တော် 3D ပေါ့နော်ဒဲတစ်ကွက်ကျွန်တော်ပြောပြပါမယ်เนาะအဲ့တော့ 3D ဒဲတစ်ကွက်ထိုးချင်ပါဆိုတဲ့မျိုးတွေအားလုံးပဲကျွန်တော်ရဲ့ channel လေးကို subscriber နှိပ်ထားပေးပါ like လက်မလေးတွေနှိပ်ထားပေးပါဗျเนาะကျွန်တော်ဒီ channel ကနေပဲเนาะ Dragon လေးကိုလွှင့်ပေးမယ်เนาะကနန်းပြန်ပြီးတော့လွှင့်ပေးမှာမို့လို့ကျွန်တော်ရဲ့ဒီ channel လေးကို subscriber လေးနှိပ်ထားပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ဗျเนาะlike and subscriber လေးတွေနဲ့အားလုံးပဲအားပေးထားကြပါဗျเนาะအဲ့တော့ကျွန်တော်ကနန်းလေးတွေပြောပြပါမယ်เนาะကျွန်တော်တို့ဟိုလာမယ်ဘက်တော့ပေါ့เนาะကျွန်တော်တို့16ရက်ပေါ့เนาะ16 19 18 19 20ပေါ့เนาะ16ရက်เนาะ2လ2026ကနေပြီးတော့20ရက်2လ2026ထိတပတ်စာเนาะအင်္ဂါမကျော်ဘူးမကျော်ပတ်တီးလေးတွေပြောပြပေးပါမယ်ဗျเนาะ16ရက်2လ2026 12နာရီ10မိနစ်ကနေပြီးတော့ကျွန်တော်တို့19ရက်ပေါ့เนาะ2လ2026အင်္ဂါမကျော်ပတ်တီးလေးပြောပြပေးပါမယ်เนาะအင်္ဂါမကျော်ပတ်တီးဒီ9ပတ်တီးပါဗျเนาะ9ပတ်တီးဒီလုံးဝအင်္ဂါမကျော်ပါဘူးဗျเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဘုရုမကျော်ပတ်တီးဘရုကြောင့်ပတ်တီးက6เนาะ9နဲ့6ဒီလုံးဝဘရုမကျော်လုံးဝအာမခံတယ်ဒါကျွန်တော်ရဲ့ပတ်တီးတွေဆိုရင်အားလုံးတည်ပြီးသားဖြစ်ပါလိမ့်မယ်ဗျเนาะ9ပတ်တီး6ပတ်တီး9ပတ်တီးဒီအရင်ဆုံးကြမယ်လို့ယူဆထားတယ်အင်္ဂါမကျော်ကြမယ်လို့ယူဆထားတယ်เนาะ6ပတ်တီးဒီဘရုမကျော်ကြမယ်လို့ယူဆထားတယ်ဒီနှလုံးစလုံးဒီဘရုလုံးဝမကျော်ဘူးလုံးဝအာမခံနဲ့မျှဝေပေးတယ်เนาะယုံကြည်တဲ့အမျိုးတွေပတ်လို့ရပါတယ်ဗျเนาะပြီးလို့ရှိရင်ဝယ်ထိပ်စီးအခွေဝယ်ထိပ်စီးခွေကတော့3-1နှစ်အခွေပါဗျเนาะဝယ်ထိပ်စီးခွေက3-1နှစ်အခွေပါเนาะအဲ့တော့ 3D တကွက်ကောင်းထိုးချစ်ပါတယ်ဆိုတဲ့အမျိုးတွေကိုเนาะ 3D တကွက်ကောင်းမျှဝေပေးပါမယ်ကြိုက်နှစ်သက်မှုရှိတယ်ဆိုရင်ထိုးပါเนาะကျွန်တော်တို့16ရက်2လ2026เนาะ3:30မှာထွက်ရှိမဲ့ 3D တကွက်ကောင်းကတော့911ဆိုတဲ့ခဏကျွန်တော်အကြိုက်ဆုံးပါဗျเนาะဒါကျွန်တော်ရဲ့အကြိုက်ဆုံးခဏလေးကိုပြပြပေးတာပါ911ဆိုတဲ့ခဏလေးကိုကျွန်တော်ကြိုက်ပါတယ်ဗျเนาะကြိုက်နှစ်သက်မှုရှိရင်ထိုးပါဘင်းငွေတစ်ပြားတစ်ချက်မှပေးကြမလို့เนาะပေါက်သွားလို့ရသွားလို့ကျွန်တော်လည်းပေးကြမှာဘသူတဦးတယောက်ကိုမှလည်းညဝေပေးကြမလို့ပါဘူးဗျเนาะကျွန်တော်ရဲ့ channel လေးကို subscriber နှိပ်ထားဖို့ပဲလိုအပ်ပါတယ်เนาะပေါက်သွားရင်ရသွားရင်တစ်ပြားတစ်ချက်မှပေးကြမလို့ပါဘူးဗျเนาะအင်္ဂါမကျော်ဒီ9ပတ်ဒီဦးမကျော်ဒီ6ပတ်ဒီဝယ်ထိပ်စီးအခွေဒီ3-1နှစ်အခွေပါဗျเนาะ 3D တကွက်ကောင်းဒီ911ပါဗျเนาะကျန်တဲ့တက်မှုရှိတဲ့လူတွေထိုးပါကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပါလေးတွေနှိပ်ပြီးတော့အားပေးထားကြပါအောင်ဗျเนาะ